ကန်ပြလှလှလေးတွေကိုဘယ်လိုအလုပ်တလဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကထင်တာတော့အဲ့ဒီကန်ပြလှလှလေးတွေဟိုစက်ယုံမှာပဲဆက်ပစ္စည်းတွေနဲ့တည်တည်ရှာရှာလုပ်မဲ့လုပ်ထင်းခဲ့တာဒါပေမဲ့လက်နဲ့လဲအဲ့လိုလုပ်လို့ရတယ်ဆိုတာဟိုတူတာရဆရာပေါ့နော်အများကြီးပဲနော်လုပ်သွားတာအခုဆက်နဲ့ချိန်သွားတယ်နော်ပြားလေးဖြစ်သွားတယ်နော်မိသွေးတွေကတော့တော်ကုန်ပါပဲနော်အဲ့ဒီလူကဒီတူရင်းနဲ့ထုထည့်လိုက်ရနော်ဆက်နဲ့လောတာမဟုတ်ပဲနဲ့လက်နဲ့လောတာနောက်တစ်ခါမီးထပ်ဖုတ်လိုက် process ကတော့အများကြီးပဲနော်လွယ်တော့မလွယ်ဘူးနောက်တစ်ခါရေထဲထပ်ထည့်လိုက်အဲ့ဒါတော့မအောင်လုပ်တာပေါ့သူနဲ့တေးတေးချာချာညှိပေးလိုက်တယ်နော်ဒီလူတွေကလက်မှုပညာကျွမ်းတယ်နော်ရိုက်လိုက်ရင်ကွတ်တီးပဲကိုတော့ရှော့ကြိုက်သွားပြီနော်တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီစားသွားပြီနော်မိုက်ရနော်ပုံပါဆွဲလိုက်သေးတယ်နော်ဆက်နဲ့လို့လည်းထင်တာလက်နဲ့ပဲလို့သွားတာမိုက်တယ်နော်လှတယ်